ရွေးကောက်ပွဲမဟုတ်ရွေးကောက်ပွဲမဟုတ်မှတ်ထားကြက်ဖို့ပါတီနဲ့စစ်ပူချုပ်တွေအလှည့်ကျအာနာယူရေးနဲ့အာနာယူရေးရွေးကောက်ပွဲပဲကျွန်တော်နောက်တစ်ခေါက်ထပ်ပြောဒါရွေးကောက်ပွဲမဟုတ်ဘူးကြက်ဖို့ပါတီနဲ့စစ်ပူချုပ်တွေအလှည့်ကျအာနာယူရေးနဲ့အာနာယူရေးရွေးကောက်ပွဲပဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကကြက်ဖို့ပါတီဥက္ကဋ္ဌဦးခင်ရီရဲ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာကြီးကျယ်စီးသီးတယ်လို့ကြေညာလိုက်တာကပါတယ်ကြက်ဖို့ပါတီကအတိုင်းပြည်ကိုပြန်လည်တည်ဆောက်မယ်အရှုပ်ထွေးပြဿနာတွေကိုဖြေရှင်းပေးမယ်အကုန်လုံးတော့အစင်သစ်ဖြစ်နေပြီတဲ့လောက်ပြီဒီလိုကြွကြော်တန်တွေကပြည်သူတွေကဟိုတလောကလိုင်းပေါ်မှာနာမည်ကြီးခဲ့တဲ့ KB အကောက်ကို update လုပ်ပေးမယ်ဖုန်းပေး2000ထည့်ဖို့လိုတယ်ဆိုတဲ့ဟာမျိုးတွေ Messenger မှာ message မှာကဏ္ဍ6လုံးပို့ပေးမယ်ပြန်ပို့ပေးပါဆိုတဲ့လိန်နဲ့လူလိန်ဂိုင်းတွေကပြောတဲ့စကားလိုမျိုးသူတို့ရဲ့အုံနောက်ထဲမှာထင်ကြံရစ်နေသေးပါထင်ကြံရစ်နေတာပါဥခင်ကြီးရဲ့ဒီလိုဟာသားမျိုးတွေကိုဥခင်ကြီးလိုတတိုက်ခဏပြောနေအောင်မယ်ဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်ဒါပေမဲ့ဥခင်ကြီးရဲ့စကားနည်းနည်းလေးတော့ပြောခြင်းတယ်ဥခင်ကြီးကဆိုပါသေးတယ်ကြက်ဖို့ပါတီမှာတိုင်းပြည်တည်ဆောက်ရေးတာယာဝါပြောရေးလူငယ်တွေရဲ့အနာဂတ်ကိုရောင်စုံလှပအောင်လုပ်ပေးဖို့အရေးမြစ်တွေအရေးချင်းရှိတဲ့လူပုဂ္ဂိုလ်တွေအထောက်အကူပြုအဖွဲ့တွေအစင်သင့်ရှိပါတယ်တဲ့ပါတီခေါင်းဆောင်တွေအတွေ့အကြုံနဲ့တာဝန်ဝတ္တရားအတွေ့အကြုံရဲ့ပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်ပါတဲ့ဗျာပြီးတော့ပြောသေးတယ်ခိုင်မာတဲ့စီမံချက်တွေရှိတယ်တဲ့အိုးခိုင်မာတဲ့စီမံချက်တွေရှိတယ်ဒီလိုတွေ့ကြုံတွေဆိုတာကဘာများလဲဥခင်ကြီးစစ်အာဏာသိမ်းမှုကိုအကူအညီပေးခဲ့တဲ့အတွေ့အကြုံတွေလားတောင်းလိုက်သားကိုအာဏာသိမ်းပါဆိုပြီးခင်ကိုလေမှုတ်ပေးခဲ့တဲ့အတွေ့အကြုံမျိုးတွေလားဘလို့အတွေ့အကြုံမျိုးလဲဥခင်ကြီးဆိုစမ်းမအောင်ဆိုပြန်သေးတယ် तू ကဆိုပြန်သေးတယ်နိုင်ငံကိုဗယံပတာဖြစ်အောင်ဖန်တီးခဲ့တာတဲ့ဗယံပတာဖြစ်အောင်ဖန်တီးခဲ့တာတဲ့ပြည်သူတွေကိုဂတိပေးပြီးလှည့်စားတတ်တဲ့အတွေ့အကြုံတွေလားဥခင်ကြီးနှစ်ပေါင်း30ကျော်လူထုဆန္ဒကိုတနက်ပြဓာမိုးပြီးစီမံအုပ်ချုပ်ခဲ့တဲ့အတွေ့အကြုံတွေလားရှာလဘာပါကိုသူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ဗယံပတာဒီအရှုပ်ထုတ်ကြီးကိုသူတို့ကိုယ်တိုင်ဖြည့်ရှင်းပေးမယ်တဲ့ရက်ကွက်ထဲမှာအိမ်ကိုလူလစ်မှာသူတို့ကိုယ်တိုင်မိရှို့ပြီးငါတို့မှာမိသက်ကားတွေရှိတယ်ရေပိုက်တွေရှိတယ်ရေပုံးတွေအစင်သင့်ရှိပါတယ်လို့အော်ပြောနေတယ်လို့ပါပဲဥခင်ကြီးရဲ့လူရှင်တော်မဟုတ်တဲ့လူတယောက်ကဟာသတွေလာပြောနေတယ်လို့ပဲပေါ့အဲ့ဒါလူရှင်တော်မဟုတ်ဘူးဥခင်ကြီးအဲ့ဒါလူပြက်လို့ခေါ်တယ်ဥရှင်ကြီးရဲ့လူပြက်လို့ခေါ်တယ်ဥခင်ကြီးရဲ့ဥခင်ကြီးရဲ့စကားလုံးထဲမှာကျွန်တော်တို့လေ့လာကြည့်တော့ရေစင်အကောင်းဆုံးပိုင်းတစ်ပိုင်းတော့ရှိတယ်ကျွန်တော်တို့နိုင်ငံကငါနဲ့မတူငါရန်သူဆိုတဲ့အတ္တနိုင်ငံရေးသမားတွေရဲ့အတွေးခေါ်တွေကြောင့်လူသားအားလုံးရဲ့အနာဂတ်တွေကြောက်လန့်တုန်လှုပ်ခဲ့ရပါတယ်ရင်ထုပြီးတော့ရေလိုက်ချင်တယ်ဥခင်ကြီးရင်ထုပြီးရေလိုက်ချင်တယ်ဥခင်ကြီးအတ္တဆိုတာသိလားအတ္တဆိုတာငါဆိုမှငါအလွန်ကြုံမြင့်တက်နေတာအဲ့ဒါအတ္တသမားတွေမိုးဘသမားတွေဝေဖန်တာမကြိုက်ဘူးအတူသဘောစောင့်တာလည်းမကြိုက်ဘူးငါတကောကောတာငါပဲအုပ်ချုပ်မှာငါသားလည်းအကောင်ဆုံးငါသားလည်းအတော်ဆုံးငါအုပ်ချုပ်မှဒီတိုင်းမီယာရမှာဆိုတဲ့အတွေးခေါ်မျိုးသွေးနှထွင်ရောက်နေတဲ့ပုံကိုယ်တွေကငါတကောကောတတ်တယ်နော်ဥပမာဥခင်ကြီးကိုကျွန်တော်တခုပြောပြမယ်အတ္တဟုတ်လားမဟုတ်လားရွေးကောက်ပွဲကိုအခုချိန်မှာပြည်သူတွေကဝေဖန်လို့ရတာအတ္တလေနော်ရွေးကောက်ပွဲကိုပြည်သူဦးတယောက်ကဝေဖန်လို့ရတာဝေဖန်တာနဲ့ထောင်ထဲမှာခေါင်းစဉ်မရှိတဲ့ဒုက္ခတွေဖြစ်သွားမယ်စစ်တပ်ကဒီတိုင်းကျွန်တော်တို့တိုင်းပြည်ကိုဒီတိုင်းပဲနှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တာနှစ်ပေါင်းများစွာအုပ်ချုပ်သွားတာစစ်သားဖြစ်ရင်အကုန်တက်တယ်လို့ထင်တာအကုန်လုံးကျွမ်းကျင်လို့ခေါ်တာ
ကျွမ်းကျင်နေတယ်လို့ထင်နေတာနိုင်ငံရေးစီးပွားရေးလူမှုရေးအကုန်ဘက်ဆောင်တော်သွားတယ်လို့ထင်နေကြတာဟာပါရမီရှင်တွေကွာကိုမကျွမ်းကျင်တဲ့နေပယ်တွေမှာဒီလိုမျိုးမဟုတ်ဒုက္ခပေါက်ခရတွေလုပ်ခဲ့လို့တိုင်းပြည်ကစင်ရတွင်နဲ့ရောက်သွားတာဒါတော့မှသူတို့မှာကောင်းမွန်တဲ့စီမံချက်တွေရှိတယ်ပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်ဆိုပြီးပြောပြန်သေးတယ်ဒီလူကောင်းနေဒီမှာဥက္ကဋ္ဌလှမ်းမှတ်တာမြန်မာနိုင်ငံလွတ်လပ်ရေးကိုရယူခဲ့တာစစ်တပ်တစ်ခုတည်းမဟုတ်ဘူးနော်တိုင်းရင်းသားလေသမားចောင်းသားပြည်သူအကုန်လုံးပါပြီးတော့လွတ်လပ်ရေးကိုရယူခဲ့တာစစ်သားတစ်ခုတည်းနဲ့တိုင်းပြည်အတွက်အနစ်နာခံတဲ့အသက်ပေးရပါတယ်ဆိုတော့လာမပြောပါနဲ့လာမပြောပါနဲ့ဒီမှာသိထားဖို့ကမင်းတို့မှာစစ်သား9သိန်းကျော်ရှိတယ်တိုင်းပြည်တကယ်လိုအပ်လာရင်အသက်သွေးချွေးအချိန်တွေပေးပြီးအနစ်နာခံတဲ့ပြည်သူတန်းမောင်းများစွာရှိနေတယ်ဆိုတာကိုမင်းသိဖို့လိုတယ်မင်းကောင်းထဲမှာစဉ်းစားထားဖို့လိုတယ်ကဲသမိုင်းပြန်လှန်ကြည့်ဒီအသက်နိုင်ငံရေးသမားတွေဆိုတာဘသူ့ကိုပြောတာဘလူကိုပြောတာလေဥက္ကဋ္ဌအတ္တနိုင်ငံရေးသမားတွေကြောင့်တိုင်းဒီလိုမျိုးဖြစ်ရတယ်ဆိုတော့မှန်နဲ့ကြည့်လိုက်ရင်ကိုမျက်နှာကိုမြင်နေမှာဘလူကောင်းစောင်းထားတဲ့စစ်မိတ်စာရုပ်တွေပဲပေါ်လာပါရှင်းတယ်တော့ချက်ပုတ်ပါတီနဲ့စစ်တပ်ကရန်သူမိတ်ဆွေခွဲခြားပြီးတော့အာဏာသိမ်းတတ်တဲ့အမျိုးအရာသိလားဘောင်းမီချွတ်စစ်တပိုင်းအစိုးရလက်ထက်တွေမှာအာဏာသိမ်းခဲ့တာမရှိဘူးဘောင်းမီချွတ်စစ်တပိုင်းအစိုးရလက်ထက်တွေမှာအာဏာသိမ်းခဲ့တာမရှိဘူးပြည်သူအစိုးရလက်ထက်မှာသာအာဏာသိမ်းတာပါဗျာဒါတော့မှအာဏာသိမ်းတယ်လို့မပြောရဲဘူးအာဏာသိမ်းတယ်လို့မပြောအာဏာထိန်းတာလေဗျာအာဏာထိန်းတာလေကြောက်ကြားတွေလုပ်ပြီးဘောင်းမီဝတ်ထားပြီးတော့ဗျာအမှန်တရားဆိုတာကိုကောင်းကောင်းမပြောရတဲ့ဗဇက်ပေါက်ကကောင်းတယ်အတ္တနိုင်ငံရေးသမားရဲ့လားအော်အတ္တဒီလိုလူစားမျိုးတွေပြည်သူတွေကိုကြောင်းရောင်လုပ်ခဲ့တယ်ပြည်သူတွေကိုတနက်ပြဓာမိုးပြီးနိုင်ငံကိုရှုပ်ထွေးအောင်လုပ်ခဲ့တာခင်ဗျားတို့ပဲအခုရေးကောက်ပွဲကဒီအခြေအနေကိုအဆုံးသတ်မှာလေလားဘာအဆုံးသတ်မှာလဲဥက္ကဋ္ဌပြည်သူတွေရဲ့အနာဂတ်တွေကိုအဆုံးသတ်လိုက်မှာဟမ်တကယ်တမ်းအဆုံးသတ်ရမှာကပြည်သူတွေရဲ့အိမ်မက်တွေမျှော်လင့်ချက်တွေဒီမိုကရေစီရဲ့အနှစ်သာရတွေအေးရောင်တွေအကုန်လုံးကိုအဆုံးသတ်ပြတ်မှာဥက္ကဋ္ဌရဲ့စပ်ပြောသေးတယ်ဒင်းရလက်ကောင်းတွေထွက်ပေါ်လာမယ်ရွေးကောက်ပွဲပြီးအချိန်အကန့်အသတ်တွေနဲ့ time frame တွေရှိပါတယ်တက်တည်ပြနိုင်ပါတယ်တဲ့အရေးချင်းရှိတဲ့သူတွေအထောက်အကူပြုအဖွဲ့တွေလည်းသူတို့မှာအစင်သက်ရှိပါတယ်တဲ့ဟုတ်လားအဲ့လိုပဲရပ်လိုက်ရှင်တဲ့ဥက္ကဋ္ဌရဲ့အဲ့ဒီအရေးချင်းရှိတဲ့လူတွေဆိုတာဘယ်လိုလူမျိုးတွေမင်းအွန်လိုင်းရဲ့စစ်ဗိုလ်ချုပ်တွေစစ်သားတွေစစ်ဗိုလ်တွေကစစ်ပေါင်းပြီးချုပ်ပြီးတော့ချက်ဖွတ်ပါတီတွေကိုဝင်လာတဲ့အရေးချင်းရှိတဲ့လူအထောက်အကူပြုတဲ့အဖွဲ့တွေကိုပြောရလားအဲ့လူတွေပြောရလားဒင်းကလာသေးရွေးကောက်ပွဲမှာအမတ်1000ကျော်ရှင်ပြိုင်မယ်ဆိုတဲ့ဒါဟာရွေးကောက်ပွဲမဟုတ်ဘူးမှတ်ထားချက်ဖွတ်ပါတီနဲ့စစ်ဗိုလ်ချုပ်တွေရဲ့အလှည့်ကျအာဏာယူရေးနဲ့အာဏာယူရေးရွေးကောက်ပွဲပဲကျွန်တော်နောက်တစ်ခွန်းထပ်ပြောမယ်ဒါရွေးကောက်ပွဲမဟုတ်ဘူးချက်ဖွတ်ပါတီနဲ့စစ်ဗိုလ်ချုပ်တွေအလှည့်ချအာဏာယူရေးနဲ့အာဏာယူရေးရွေးကောက်ပွဲပဲလွတ်တော်ထဲမှာတော့ပြည်သူအတန်ထက်စစ်တပ်ကကောင်တွေရဲ့စစ်ချီတန်းတွေအာဏာနဲ့အမိန်ပေးတန်းတွေစစ်ဖက်နှက်တန်းတွေပဲကြားရောက်မဲ့လွတ်တော်ပဲဖြစ်မယ်ဒါလွတ်တော်ရဲ့ရှေ့ပြင်းနှမိတ်ဖြစ်နေတယ်ဥက္ကဋ္ဌကြီးရလက်ကောင်းနေဆိုတာဒါလားနိုင်ငံကိုပိုစင်းအောင်လုပ်မဲ့ရလက်ကောင်းနေလားပညာရေးကျန်းမာရေးနင်းကြအောင်လုပ်မဲ့ရလက်ကောင်းနေလားဗိုလ်ချုပ်တွေရဲ့ဘဏ်အကောင့်ထဲမှာပတ်စံတွေပိုပြေးလာမဲ့ရလက်ကောင်းနေပြောတာလားတိုင်းဖရိန်ရှိရဆိုတာဒါလားဒီအချိန်မှာကွာပြည်သူတွေဘောကတော့စစ်ဖက်နဲ့အောက်မှာပြပြပြီးဖုံထူသွားမှာပဲငါသိလားtime frame ဟလာ time frame ဒီ time frame လားရက်ကွက်ထဲမှာပြည်သူတွေဘောကခိုးဆိုးလူနိုင်လူမိုက်လူရန်ကားတွေကဖြူစောထီးဆိုပြီးခေါင်းစဉ်နဲ့နိုင်ငံကိုကာကွယ်စောင့်ရှောက်ပါမယ်ဆိုပြီးတော့ပြည်သူတွေကိုအနိုင်ကျင့်စော်ကားမဲ့ time frame မျိုးလား
ပြည်သူတွေခံစားနေရတာတိုင်းဖရိကြွေးကြော်တန်ကြရင်ပြည်သူတွေကမဲပြုံးပြီးရင်ထုမနာဖြစ်တော်မှာပဲဥခင်ကြီးရဲ့ရင်ထုမနာဖြစ်တော်မှာပဲကျဖို့ပါတီနဲ့စစ်တပ်ကအာဏာယူဖို့နဲ့အာဏာယူဖို့အတွက်ရွေးကောက်ပွဲကိုခေါင်းစဉ်တက်ပြီးတော့ပြည်သူတွေကိုအတင်းအဓမ္မလက်ခုပ်တီးခိုင်းနေတာပဲဖြစ်တယ်နိုင်ငံတကာမှာတွေ့လားလူထုရွေးချယ်တဲ့အစိုးရဆိုပြီးတော့ legitimacy ဖြစ်အောင်လုပ်တဲ့အတူရောင်ဟန်ပြရွေးကောက်ပွဲပဲဖြစ်တယ်ဆိုတာပြည်သူတွေတည်ပြီးသားပါပြည်သူတွေတည်ပြီးသားပြည်သူတွေအတွက်မဟုတ်ဘူးဒီရွေးကောက်ပွဲကသူတို့အတွက်ဖြစ်ပါတယ်ဆိုတာကိုပြည်သူတွေတည်ပြီးသားပါဥခင်ဥခင်ရဲ့နိုင်ငံရေးကြွေးကြော်တန်တွေကလူမှုကွန်ရက်ပေါ်မှာရေးနေတာကြည့်ပြီးတော့ကျွန်တော်တွေးမိတယ်ကျွန်တော်တို့နိုင်ငံမှာပေါ်ကားရုပ်ရှင်တွေကလို့ဘူးဖြစ်နေပါပေါ်ကားရုပ်ရှင်တွေကလို့ကဘာကြီးကလဲနေတာမင်းအောင်လိုက်အပေါ်ကပြေးနေတဲ့ပုံစံမျိုးပေါ့မင်းအောင်လိုက်ကြောင့်ကဘာကြီးလဲနေရတဲ့ပုံစံမျိုးပေါ်ကားဆန်းဆန်းနေရွေးကောက်ပွဲဆိုတာကကြက်ဖော့ပါတီနဲ့စစ်တပ်ပေါင်းပြီးတော့ဖဲနှစ်ချက်ထဲနဲ့21ကြောက်ရိုက်တဲ့စကေးမျိုးတွေပြောနေတာပေါ်ကြောင်ရုပ်ချင်ရိုက်ဖို့ဇညုံမဖက်ရသေးတယ်စစ်တပ်နဲ့ကြက်ဖော့ပါတီကအကယ်ဒမီရသွားတဲ့ပုံစံမျိုးတွေပေါ့ပြည်သူကရင်ခွဲရင်နေပေါက်ကြီးငယ်ကြရင်ဒီလိုအတ္တကြီးတဲ့အုတ်ချုပ်သူတွေရဲ့လက်ထဲမှာစစ်မိတ်စာတွေရဲ့လက်ထဲမှာဘယ်တော့လွတ်မြောက်နိုင်မလဲဆိုတာကိုတွေးရင်တပ်ပြင်းအကြိမ်ကြိမ်တော့ချမိနေအောင်မှာပါဥခင်ကြီးရေနောက်တစ်ခုကြံသေးတယ်နော်ထပ်ပြောပြအောင်မယ်ဥခင်ကြီးငါနဲ့မတူငါရန်သူဟုတ်လားငါနဲ့မတူငါရန်သူအာနာသိမ့်ပြီးတော့ပြည်သူတွေကလမ်းမော်ထွက်နိုင်ငံတော်သမ္မတကြီးနဲ့တကွာဒေါ်ဆန်းစုကြည်နိုင်ငံရေးကျင်းသားအားလုံးကိုပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့တယ်လေသမားចောင်းသားအလုတ်သမားအကုန်လုံးဆရာဝန်ဆရာမအကုန်လုံးလမ်းမကိုထွက်ပြီးတော့ဒီမိုကရေစီပြန်ပေးပါဆိုပြီးတောင်းဆိုခဲ့တာအတူတချောင်းတော့မပါခဲ့တာမဟုတ်ဘူးဆန္ဒပြခဲ့တဲ့လူငယ်တွေကိုဦးကောင်းတက်တက်ကိုတနက်နဲ့ပစ်ချခဲ့တာဘဲကောင်းနေဘဲသူတွေတို့အဲ့ဒါငါနဲ့မတူငါရန်သူလားဘယ်သူတွေစလုပ်ခဲ့တာတော့တိုင်းသားတော်လိုင်းကြီးနယ်မြေဒီမှာပြည်သူတွေဘောကရွာကိုမီးရှို့တယ်လေရင်နဲ့ဘုံကျဲတယ်ဒုံးနဲ့ဘုံကျဲတယ်အသက်မပြည့်သေးတဲ့ကလေးတွေကိုဝင်ဆောင်မိခင်တွေကျောင်းသားအရွယ်တွေစာတင်ကျောင်းတွေဖုံးကျောင်းတွေမှာမချန့်ဘုံကျဲခဲ့တာငါနဲ့မတူငါရန်သူဆိုပြီးဝါဒကိုလုတ်ခဲ့တာဘယ်သူတော့ဖြည့်ကြီးဝါကြီးဆရာတော်တွေကိုတနက်နဲ့ပြည်ပြီးသူတို့မဟုတ်ပါဘူးဆိုညင်သေးတယ်ညင်လို့မရတော့မှပြန်တောင်းပန်တဲ့အဖြစ်မျိုးတွေငါနဲ့မတူငါရန်သူဆိုတာဘယ်သူတွေတော့ဥခင်ကြီးရဲ့မြတ်ဗဇက်ကပြောထွက်တယ်ဗျာဒီဗဇက်ကြီးကတမိုင်းကတက်သေးပါဥခင်ကြီးရဲ့ဒီခေတ်မှာလင်ဖို့ခင်ဗျာမစင်စားနဲ့ညာဖို့လည်းမတွေးနဲ့စစ်တပ်ကတနက်ကင်ဓာမိုးပြီးလုံနေလို့ပြည်သူတွေကမပြောရဲတာပြည်သူတွေရဲ့တလုံးသားထဲမှာရင်ပတ်ထဲမှာဘာတွေရှိတယ်ဆိုတာကိုသိတယ်ခင်ဗျာဝင်ကြည့်ဘူးလားခင်ဗျာဝင်ကြည့်တဲ့နိုင်နဲ့အုံနောက်ဟောရှိလားတပိုင်းကသင်ခန်းစာတွေပေးမယ်ဥခင်ကြီးအများမြဲမှတ်ထားပါပြည်သူကအလကားနေရင်အမုန်းတရားတွေပွားနေတာမဟုတ်ဘူးစစ်တပ်ကိုမုန်းတီးတာမဟုတ်ဘူးစစ်တပ်ကိုအတုံးချပြီးတော့အာဏာရှင်တွေကိုမုန်းတီးနေတာမတရားဆွဆွဲမှုတွေကိုမုန်းတီးတာမတရားအကျဉ်းချထားမှုတွေကိုမုန်းတီးနေတာစန့်ကျင်ရေးဆိုတာမုန်းတီးရုံမဟုတ်ဘူးဥခင်ကြီးစန့်ကျင်ရေးဆိုတာကတန်ဖိုးရှိတဲ့တောင်းဆိုမှုတစ်ခုပါတော်လှန်ရေးဆိုတာကမုန်းတီးဖို့မဟုတ်ဘူးနော်တန်ဖိုးရှိတဲ့တာဝန်ယူမှုတစ်ခုပဲဥခင်ကြီးခင်ဗျားပြောတဲ့အမုန်းတရားဆိုတာတကယ်မရှိဘူးအပြစ်မဲ့သူတွေတည်သွားတဲ့အခါမုန်းတီးရတာအနာဂတ်မရှိတော့တဲ့လူငယ်တွေအတွက်မုန်းတီးနေရတာမတရားဖန်ဆီးထောင်ချမှုတွေကိုမုန်းတီးနေရတာအဲ့ဒါတွေကိုမုန်းတီးတဲ့အရာတွေပါတော်လန်ကြီးကမုန်းတီးဖို့မဟုတ်ဘူးတရားမျှတမှုအတွက်တောင်းဆိုမှုတစ်ခုပဲโอเคအာဏာရှင်ကိုစန့်ကျင်တဲ့သူတွေကနိုင်ငံကိုပတ်ချလဲအောင်ချလပတ်ရမ်းနေအောင်လုပ်ခြင်းမဟုတ်ဘူး
တကယ်တမ်းချလက်ပတ်ရမ်းနေတဲ့သူတွေကအာနာကိုအသုံးချပြီးပြည်သူစကားနားမထောင်ပဲနှိပ်စက်ညှဉ်းပန်းတပ်ဖြတ်နေတဲ့သူတွေပါโอเคတမတော်ကပြည်သူတွေအတွက်မဟုတ်တော့အရာရာအားလုံးက6သွေးကုန်တာစိတ်သုံးကုန်တာသွေးတွေချွေးတွေအသက်တွေနဲ့ဖြစ်ကုန်တာလဲကုန်ရတာဒါကြောင့်ပြည်သူတွေကအကျွင့်မဲ့တော်လန်ရေးစီဒီယန်လူခွင့်ရေးတောင်းဆိုမှုစတဲ့နီလန်းတွေနဲ့ဆက်လက်တော်လန်တိုက်ပွဲနေကြတာဒါကတကယ်တောင်မိုးရှိတဲ့တိုက်ပွဲပဲโอเคဒါတကယ်တောင်မိုးရှိတဲ့တိုက်ပွဲပဲမြန်မာပြည်သူတွေအတွက်တောင်မိုးရှိတာကအာဏာမဟုတ်ပါဘူးတောင်မိုးရှိတာကသူတို့အသက်တောင်မိုးရှိတာကတရားမျှတမှုတောင်မိုးရှိတာကစစ်မှန်တဲ့ဒီမိုကရေစီစစ်တပ်ဟာပြည်သူကိုတနက်ကင်ဖိနှိပ်အနိုင်ကျင့်ဗိုလ်ချတဲ့နီလန်းနဲ့တိဆောက်လို့ရမယ်ထင်တာတကယ်တော့အနာဂတ်ဟာတနက်နဲ့တိဆောက်လို့မရနိုင်ပါဘူးတိဆောက်လို့မရနိုင်ပါဘူးအနာဂတ်ဟာငြိမ်းချမ်းရေးနဲ့သာတိဆောက်လို့ရနိုင်ပါအဲ့ဒီအနာဂတ်အတွက်ပြည်သူတူးချင်းစီကဆက်လက်တော်လှန်နေကြအောင်ပါအကြမ်းဖက်စစ်တပ်နဲ့တိုက်ရတဲ့စစ်ဟာတနတ်မဟုတ်ဘူးစိတ်ဓာတ်နဲ့အကြမ်းဖက်မှုနဲ့တိုက်ရတဲ့စစ်ပွဲဟာမုန်းတီးမှုနဲ့မဟုတ်ဘူးတရားမျှတမှုနဲ့ပါမြန်မာပြည်တော်လှန်ရေးဟာမုန်းတီးခြင်းမဟုတ်ဘူးမုန်းတီးမှုတွေကိုအဆုံးသတ်ပေးဖို့လက်နက်ကန်ရတဲ့ငြိမ်းချမ်းရေးတိုက်ပွဲပါပဲအားလုံးကြားမှာပျော်ရွှင်ကြပါစေတော်လန်မိဘပြည်သူပေါင်းကိုတင်ပြသွားတယ်ကျွန်တော်ရဲ့တင်ပြမှုလေးတွေကိုနှစ်သက်တဲ့သဘောကျတဲ့လက်ခံတဲ့ဆိုရင် like subscribe နဲ့ share လုပ်ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်နောက်တစ်ခါပြန်လည်ဆုံတွေ့ပါအောင်မယ်အရေးတော်ပုံအောင်ရမည်